ညဘက်အမောင်ထဲမှာဖုံးမြက်လက်ပြင်ကိုဒီတိုင်းကြည့်ပြီးတော်နဲ့ဖေဖို့တုံးတဲ့သူလားအစီလန်ညောင်းအဲ့လိုလည်းမပြောရမျိုးရေတုံနေရပြီလားအဲဆိုရင်တင်ဖုန်းထဲကဒီ setting တွေကိုတောက်ဖွင့်လိုက်တော့နော် iPhone သုံးနေဆိုရင် setting နဲ့ကိုဝင်လိုက်ပါ display ရဲ့ brightness ကိုတွေ့ပါလိမ့်မယ်အဲ့ထက်ကမှnight shift ကလေးကိုဖွင့်ပေးလိုက်ရုံပါပဲ Xiaomi Redmi Poco သုံးနေဆိုရင် setting နဲ့က display and brightness ထက်ကိုဝင်ပြီး PD mode ကလေးကိုဖွင့်ပေးလိုက်ရုံပါပဲအခြား Android phone တွေမှာဆိုရင် eye comfort သုံးမဟုတ် night light ဆိုပြီးပါတတ်ပါတယ်ဒီ setting တွေကမျက်စိကိုဒုက္ခပေးနေတဲ့အပြာရောင်လင်းတဲ့ blue light ကိုအဝါရောင်လင်းပြောင်းပြီးကာကွယ်ပေးရတယ် touch mode အမောက်စနစ်ကိုပါတွဲဖွင့်ပေးလိုက်မယ်ဆိုရင်မျက်စိလည်းလုံးဝမညောင်းတော့သလိုဖုန်းကိုလည်းပိုခန့်စေမှာပါညဘက်ဖုန်းခဏခဏကြည့်ရတဲ့ငွေချင်းတွေကိုသိအောင်ဒီဗီဒီယိုလေးကို mention ခေါ်ပေးလိုက်အောင်နော်ဖုန်းမှာရောဒီ setting တွေပါလားရှာမတွေ့ရင် comment မှာဖုန်း model လေးရေးပေးခဲ့အောင်နော်အသိပန်းကကူညီပေးပါမယ်နော်ဒီပညာတစ်တွေတွေ့ရဖို့စောတစ်ဘက်အကောက်ကို follow လုပ်ပေးခဲ့အောင်နော်